မင်္ဂလာပါရှင်ဒီနေ့ငကျင်းလေးစီပန်ချက်ပါမယ်ငါးလေးတွေကိုခုတ်ထွင်းရှင်းလင်းပြီးတော့ရေတအောင်ဆေးပြီးစားစနင်းချိုးမှုန့်ငန်းပြားကြီးလေးထည့်ပြီးတော့နှက်ထားပါတယ်ထုံးစံအတိုင်းပေါ့ရှင်ကျတော့အဖြူနီချင်းလေးနဲ့ရောင်တင်မှုန့်လေးကိုစီတက်ပြီးတော့စီတက်နှံလေးမှုေးလာပြီဆိုရင်နှက်ထားတဲ့ငါးလေးတွေထည့်ပြီးတော့ချက်ပါပြီရုပ်စီတက်လေးနဲ့ငါးလေးကိုနှံ့နေအောင်မှုပေးပါတယ်ရှင်စီလေးနဲ့ငါးလေးနဲ့လုံးပြီးအသားလေးတင်းသားတဲ့အထိဒီတိုင်းလေးတဲပါတယ်ငါအသားလေးတင်းသွားပြီဆိုမှရေလေးနည်းနည်းထည့်ပါတယ်ရှင်လေးစပွက်လာပြီဆိုရင်တော့ရတာလေးကိုနည်းနည်းညှိကြည့်ပါလေရှင်ရတာလိုအပ်ရင်တော့ချုံမုံလေးငန်းပြားလေးနည်းနည်းထပ်ထည့်ပါတယ်ခုဆိုရင်တော့ဟင်းလေးကကျက်သွားပါပြီရှင်နောက်ဆုံးပိတ်နည်းနည်းလေးအုပ်ပြီးတော့ချပါတော့မယ်ရှင်သမင်းစားမယ်ရှင်စားကြပါဦးကျွန်မနဲ့တူလိုက်စားပါငပိဒူးစရာအစုံနဲ့စားမယ်ရှင်ခုနချက်တဲ့ငါးဟင်းလေးရယ်နေ့ကကျန်တဲ့ဝတ်သားဟင်းလေးရယ်စားပါမယ်ရှင်ဝတ်တလီချက်လေးပေါ့လေကျမလည်းမြင့်နဲ့ချက်တဲ့ကျင်းဟင်းလေးလည်းရှိပါသေးတယ်ကျမကတော့ချက်တာချက်သည်ငါးဟင်းကိုတိတ်မကြိုက်ပါဝတ်သားနဲ့ပဲစားလိုက်ပါသည်ရှင်တိတ်လည်းအဆမစားနိုင်လို့သူများတွေစားတယ်လို့အပြေအများကြီးစမ်းမြုပ်တီးတွေအများကြီးထည့်ပြီးတော့စားကျင်ပါတယ်သို့တော့မတဲ့တဲ့အတွက်ကြောင့်စားလို့မရပါဒီကံပြီးကြည့်ပေးနော်မမတော့ကျမ်းမာရေးနဲ့ကြည့်မယ်ဆိုရင်ငါးဟာလူအကျိုးပြုတာများပါတယ်ဒါပေမဲ့လို့ကျမကတော့မကြိုက်ပါဝတ်သားလူအနေနဲ့ဖြစ်စေပါတယ်လို့ပြောပါတယ်ကြိုက်ပါတယ်ရှင်မိုးလေးရလဲအေးနဲ့တပည့်တူစရာလေးနဲ့လဲစားလို့ကောင်းဝတ်တန်ဒီချက်လေးနဲ့လဲစားလို့ကောင်းကိုချက်ကိုကောင်းပေါ့လေစားလို့ကောင်းပါတယ်ရှင်
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ်းမာကြပါစေချမ်းသာကြပါစေတတ်တာပါရှင်နောက်ထပ်လည်းပြန်တွေ့ပါဦးမယ်